မှတ်တွေနဲ့ရှုပ်ထွေးနေတဲ့ကမ္ဘာကြီးထက်မှာစစ်တပ်လုံးဝမရှိပဲငြိမ်းချမ်းမှုအပြည့်ပျော်ရွှင်မှုအပြည့်နဲ့နေထိုင်နေတဲ့နိုင်ငံလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့အလယ်အမေရိကရဲ့ဂျန်နာတစ်ပါးဖြစ်တဲ့ကော့စတာရီကာပဲဖြစ်ပါတယ်။စစ်တပ်အတွက်ပုံရမဲ့ပတ်သက်တွေကိုပြည်သူတွေရဲ့ပညာရေးနဲ့ကျန်းမာရေးမှာယာနှုံးနဲ့ရင်းနှီးမြှုပ်နှံပြီးကမ္ဘာအပျော်ဆုံးနိုင်ငံဖြစ်လာအောင်ဘလို့ဖန်တီးရလဲဆိုတဲ့အမိုက်စာအကြောင်းအရာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်လေးဆက်သူထွန်းလင်းအောင်ပဲဖြစ်ပါတယ်။ကော့စတာရီကာဟာလွန်ခဲ့တဲ့1948ခုနှစ်ကတည်းကစစ်တပ်ကိုအပြီးပိုင်းဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။စစ်သားတယောက်ထက်ကျောင်းဆရာတယောက်ကပိုအသုံးဝင်နေဆိုတဲ့စာမှုနဲ့အတူစစ်စရိတ်တွေကိုပြည်သူတွေရဲ့အခမဲ့ပညာရေးနဲ့အစင်းမြင့်ကျန်းမာရေးကဏ္ဍတွေမှာအကုန်လုံးသုံးစွဲခဲ့ပါတယ်။ရလကတော့နိုင်ငံလုံးရဲ့စာတတ်မြောက်မှုတော့ဟာ၎င်းစင်းရ68နီးပါးအထိရှိသွားပြီးအလယ်အမေရိကမှာအသိပညာအကျော်အဝဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့တာပါ။ဒါအပြင်ကော့စတာရီကာဟာကမ္ဘာမြေပြင်ရဲ့3.3%သာကျယ်ဝန်းပေမဲ့ကမ္ဘာမျိုးကွဲတွေရဲ့9%ကျော်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နိုင်ငံရဲ့နယ်မြေ25%ကျော်ကိုအမျိုးသားဥယျာဉ်တွေနဲ့တဘာဝတော်ရန်တိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတွေအဖြစ်သတ်မှတ်ထားပြီးကာကွယ်ထားတာပါ။တောတောင်တွေပင်လယ်ကမ်းခြေတွေနဲ့တိရစ္ဆာန်လေးတွေတဟဆတာဖြစ်တဲ့ဒီနေရာဟာတဘာဝတရားကပေးတဲ့စစ်မှန်တဲ့ပျော်စရာပုံပိတ်မှန်တစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ကအထူးခြားဆုံးကတော့သူတို့ရဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။ကော့စတာရီကာပြည်သူတွေဟာတယောက်နဲ့တယောက်တွေ့ရင်ပူရပီတာလို့နှုတ်ဆက်လို့ရှိကြပါတယ်။အတိတ်ပဲကတော့ပူရလိုက်လို့မဟုတ်စစ်မှန်တဲ့ဘဝအသက်တာလို့ခေါ်ပါတယ်။စိတ်ဝိစီမှုတွေကိုရှော့ချပြီးလောဘမကြီးပဲရိုးရှင်းစွာဘဝကိုပျော်ရွှင်ဖြတ်သန်းကြတဲ့အတွက်ကြောင့် Happy Planet Intent ရဲ့ကမ္ဘာအပျော်ဆုံးနိုင်ငံစင်းရဲမှာထိတ်ဆုံးကအမြဲတမ်းပါဝင်နေတာဖြစ်ပါတယ်။ဒီလိုမျိုးစစ်တပ်မရှိပဲငြိမ်းချမ်းပြီးပျော်စရာကောင်းတဲ့ကော့စတာရီကာနိုင်ငံလေးကိုသင်ကောသဘောကျရလားခင်ဗျာ။အခုလိုမျိုးကမ္ဘာတဝန်းကစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတွေနေရာတွေအကြောင်းကိုအမြဲတမ်းကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့အပေလေးကို like and follow လုပ်ထားဖို့မေးပါနဲ့။အားလုံးပဲပူရမိကြပါခင်ဗျာ။